တို့သားဖမ်းချန်သည်လှပသောနှင်းစီဖြူပန်းစည်းလေးကိုကောက်ယူကာဆင်မြင့်ထက်စီသို့ရှောက်လန်းလာသည်ဒီနေ့ဟာတကယ်တော့ကျွန်တော်ရဲ့အပျော်ဆုံးမင်္ဂလာရက်မြတ်ဖြစ်ရမှာကိုလောဘဇောတိုက်နေတဲ့ကျွန်တော်ရဲ့ရောက်ခမှာဟာမင်္ဂလာပွဲကျင်းပမဲ့နေ့မှာပဲစင်ပေါ်ရီမိုက်ကိုကိုင်ကကြေးမောင်းကြီးကိုတီးခတ်ပြီးဧည့်သည်များကိုအော်ဟစ်ပြောဆိုနေသည်ဘေးတွင်တို့သမီးစုချင်းကမျက်နှာပြက်ပြက်ဖြင့်မတ်တက်ရက်နေသည်တို့သမီးစုချင်းဟာလက်သမီးလေးလိုလှပလုံးပါတဲ့အစားကဖမ်းချန်တို့မိသားစုနဲ့လက်ထပ်ဖို့စီစဉ်ထားတာဒါပေမဲ့အခုတော့အစီအစဉ်တွေပြောင်းလဲသွားပြီးဒီမင်္ဂလာပွဲမှာတို့သမီးအတွက်တင်တောင်းငွေကိုလေးလံတင်ပါမယ်ဟိုဘက်ကကြောင်မီသွေးတွင်းပိုင်ရှင်ထားတထေးကြီးကျန်းကအခုပဲယွမ်30တန်းငွေသားနဲ့ပေးမယ်လို့ဈေးခေါ်ထားပြီးနော်ဟုပြောလိုက်သည်ဖမ်းချန်နေဒီနေ့ယွမ်15တန်းအထိမထုတ်ပေးနိုင်ရင်စုချန်အခုချက်ချင်းပဲတထေးကြီးကျန်းနောက်ကိုလိုက်သွားရလိမ့်မယ်ဟုပြောကကြေးမောင်းကိုတောင်ခနဲ့အတန်မြေအောင်ရိုက်ချလိုက်သည်ဧည့်သည်များကဖျားရည်မင်္ဂလာဆောင်တဲ့နေ့မှာတို့သမီးကိုကုန်ပစ္စည်းတစ်ခုလိုလေးလံတင်တာလားဒီမိမကအရှက်မရှိဘူးလားအရှက်ကဘာလို့ရမှာလဲဒါယွမ်30တန်းတောင်လေးကိုမှကြည့်တို့သားခမညာမျက်နှာတစ်ခုလုံးစိမ့်ဖက်နေပြီအမေလွန်ခဲ့တဲ့6လကတည်းကကျွန်တော်တို့မင်္ဂလာစာချုပ်ချုပ်ပြီးလက်မှတ်တွေထိုးခဲ့ကြတာလေတင်တောင်းငွေယွမ်9သိန်းပေးဖို့လဲအသေးချာသဘောတူခဲ့ကြတာပဲမဟုတ်ဘူးလားအခုဆွေမျိုးမိတ်ဆွေတွေအားလုံးရှေ့မောက်မှာအမေကအတန်ချက်ဆက်ကြီးနဲ့ကျွန်တော်တို့သမီးကိုလေးလံတင်နေရတယ်လို့အမေစုချင်းကိုဘယ်လိုလူမျိုးလို့သတ်မှတ်ထားတာလဲထိုစဉ်ခန္ဓာတော်ဝစ်စုံဝစ်စင်ထားသည့်တို့သမီးဤမောင်ဖြစ်သူကရှေ့သို့တိုးထွက်လာပြီးဖမ်းချန်ကိုတုံးထုတ်ကရန်ရှာတော့သည်ဖမ်းချန်မင်းကငါတို့ရှိမှလာပြီးစာချုပ်တွေဘာတွေလာပြောမနေနဲ့မင်းလိုကုတ်ပြိုက်ပြီးအသက်မွေးရတဲ့စင်ရဲသား programmer တယောက်ကယွမ်30တန်းဆိုတာကိုတစ်သက်လုံးမစားမတော့ပဲရှာရင်တော့အမွေးတပင်စားလောက်တောင်ရမှာမဟုတ်ဘူးတထေးကြီးကျန်းရဲ့ Rolls Royce ကားကြီးကအပြင်မှာစောင့်နေပြီးမင်းယွမ်15တန်းမထုတ်နိုင်ရင်အခုချက်ချင်းလစ်လိုက်တော့ငါအမတထေးကားတဲ့ဝင်မဲ့လမ်းကိုလာမပိတ်နဲ့